နေ့တကယ်ကိုချီကျူးတယ်ဆော်ဒီမှာတကယ်ကိုကျန်းတယ်ပရိသတ်တွေလည်းအားရတယ်အသင်းတွေလည်းအားရတယ်ဗျာဘာလို့ဆိုဂိုးပြတ်သွားတဲ့အတွက် Pedri တို့ Rafinha တို့လိုအဓိကသမားမိုက်ကလို့နားပေးလို့ရတယ်ပြီးတော့ Saudi ကတထေးလည်းစောက်ရမ်းကြိုက်မှာဒီလိုမျိုးပရိသတ်လာကြည့်တဲ့ပွဲကိုဂိုး9 9ပြတ်သွင်းမိတယ်ဆိုတော့ဒီလိုတထေးကမကြိုက်ပဲနေမလားလုံးဝ win situation နေပြီ final မှာကြိုပြီးတော့စောင့်နေပြီ Madrid ရက်ကွက်ကဘယ်အသင်းတက်လာမှာလဲ Real Madrid လား Atletico Madrid လားမနေ့ဖြန်သူတို့နှစ်သင်းနဲ့တသင်းအဆုံးဖြတ်ရမယ်ကျွန်တော်တို့ကတော့ ACC တရက်ကြိုနားနေပြီအားလုံးပဲလာပါခင်ဗျာဒီနေ့ကတော့ယာတီဦးတို့ကဆောက်ရအောင်တားရတယ်ငါးကိုတော့မပြက်တယ်ကွာ Athletic ပြီးပါဦးဒါပေမဲ့တိတ်တော့မထူးစပါဘူးပထမတကြောတော့ Athletic Club Bilbao နဲ့တွေ့တော့လေ၄ကိုပြတ်ထားဆိုတော့ကျွန်တော်ထင်ပါတယ်အစရဒါပေမဲ့ဒီနေ့မှာ Athletic Bilbao ကကျွန်တော်တို့ဘာစီလိုနာတေးရေးဆိုင်တဲ့ပုံစံတကယ်ကိုယူမိုက်လွန်းနေကျွန်တော်တို့စန်တာဘက်မကောင်းတော့သူတို့စန်တာကနေပြီးတော့အတင်းကိုတိုက်ရှင်နေထင်ပါတယ်ဒါပေမဲ့ Pedri နဲ့ဒီကြောင်နဲ့ရှိနေဘယ်လိုလို့စန်တာတိုက်လိုက်ရမှာပြီးတော့ Pedri နဲ့ဒီကြောင်ကအစမှာတော့ဘောလုံးနည်းနည်းကိုက်ပြီးတော့ဗျာနည်းနည်းကြာကစားတော့အမှားနည်းနည်းများတယ်ကျွန်တော်7 မိနစ်လောက်ထိပြီးတော့ဟိုကလိုက်တိုက်နေတာပေါ့နော်ဒါပေမဲ့တိတ်တော့ရင်ခုန်မှုတော့မကောင်းဘူးဒါပေမဲ့7 မိနစ်နောက်ပိုင်းမှာတော့ Pedri နဲ့ဒီကြောင်ကနားလဲသွားပြီးတော့တောင်မန်တွေပဲဘောလုံးတစ်ချက်ထိနဲ့ထိုးပေးတာပေါ့နော်ဒီနေ့မှာအကောင်းဆုံးပြောမယ်ဆိုတောင်မန်တွေပေါ့နော်တောင်မန်တွေကောင်းတာလည်းပြောမနေနဲ့ဘီဘာဝကသူတို့ကအရန်လူတွေထည့်လာတော့အဲ့ဒါကြောင့်တောင်မန်တစ်ဖက်ကတကယ်ကိုအလုပ်လုပ်တယ်ဘားတီနဲ့ Rafinha ရဲ့ဘယ်ဘက်ချန်ရောကွန်တေးနဲ့ Rooney Bargi ပေါ့နော်ရမဲကတော့ကျွန်တော် post တင်ခဲ့တယ်လို့မျိုးသူဘာရောက်နေတဲ့အတွက် training ပြည့်မစင်းနိုင်တဲ့အတွက် training ပြည့်စင်းတဲ့ Rooney Bargi ကိုဦးစားပေးတာဒါနီးပြရဲ့ကောင်းမွန်တဲ့ decision Rooney Bargi လေးကစူးစမ်းရဗျာရမဲလို့တိတ်ပြီး fancy မများဘူးသူပေးရမယ့်လုံးနဲ့ပေးတယ်ပြီးတော့အဓိကပြောချင်တော့ farming ကဒီလိုမျိုးဖွင့်ဆော့တဲ့အသင်းနဲ့ဆိုပြတကယ်ကိုကောင်းတယ်ဘာလို့လဲ farming ကအရန်မြန်တယ်ကွာပြီးတော့ तू ကဘောလုံးလည်းလိုက်ပြီးတော့ကင်နေတယ်ကွာပိတ်ဆော့တဲ့အသင်းနဲ့ဆို तू ဘောလုံးကင်ရတော်တော်လေးကိုကြက်တယ်ဒီလိုမျိုးအသင်းနဲ့ဆို तू တကယ်ကိုတအားကိုပျော်တာကွာတကွင်းလုံး तू လိုက်ပြေးနေဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နေတကယ်ကိုကြည့်လို့ကောင်းတယ် semi final ကျွန်တော်တို့9ဂိုးပြတ်နေတော့မှနိုင်တယ် Athletic လည်းသူတို့ view ဟာအလုပ်တော့ဖြစ်ပါဘယ်ချိန်မှအလုပ်ဖြစ်လဲဆိုတော့9ဂိုးပြတ်ပြီးတော့မိနစ်90နောက်ပိုင်းကျွန်တော်တို့တိုက်စစ်အားကြီးလည်းချလိုက်တယ်ဗျာကစားအားကြီးချလိုက် Perry နဲ့ဒီကြောင်နဲ့ထွက်ပြီးတော့ Dani Olmo နဲ့ဘာနေဝင်လာတဲ့အချိန်မှာသူတို့ရဲ့စန္ဒာနေဖောက်ချင်တဲ့အရာနည်းနည်းလေးကိုထိရောက်တယ်သူတို့ရဲ့အဓိကပြဿနာအလဲမှာလူစုနေတာပေါ့နော်တောင်မန်တစ်ဖက်ကိုလုံးဝ game မဆိုင်ပုံမှန်ဆိုရင်ဘာစီလိုနာတွေ့တဲ့အတင်းကတောင်မန်တွေကတအားဖိတယ်ဗျာရာမဲဘက်ဆိုရင်အနည်းဆုံး2ယောက်လောက်လွတ်တယ်ဗျာအခုခန်းဆက်တွေကဘယ်ညာတောင်မန်တစ်ဖက်ကိုလွတ်ထားပြီးတော့အလဲမှာပဲစုနေတဲ့ပြဿနာတော်တော်လေးကိုစုတယ်ကျွန်တော်တို့တောင်မန်တွေမှာလုံးဝ space ကစင်နှကောင်ဖင်ထောင်ကားလို့ရအောင် space ကအကြီးကြီးပေါ်လာတယ်အဲ့ space အကြီးတွေကအတုံးချပြီးကျွန်တော်တို့ဂိုးတင်တဲ့တကူတော်ဆွဆောက်ရည်လည်းတွေ့ရတယ်တိုက်စစ်ကစားသမားရဲ့ခန်းစစ်ကတော့ဒီနေ့အမှားမလို့ဘယ်အမှားလို့မလဲဟိုဘက်ကလလောက်ဂိုးတင်တာမရှိဘူးဒါတော့မှနှလုံးပေါ့နော်တစ်လုံးက UN Garcia လှမ်းဖက်တာဒီဂိုးသမားလေးကလည်းကောင်းတယ်ဗျာဒီလွှဲလို့ပွဲတော်မှာဒီဂိုးသမားကောင်းတယ် UN Garcia တစ်လုံးတိုက်ပစ်တယ်တစ်လုံးကကြောက်ဆန်းကန်တဲ့တစ်လုံးကကြောက်တိုင်ထိတယ်ဒီနေ့ကိုကမန်းကတကူတင်တယ်ဗျာသူဂိုးပေါက်ပြန်ပြီးတော့ရှာတွေ့တယ်ဒီနေ့သူနည်းနည်းလေးတော့ impact ရတယ်ကွာဒါတော့မှ farming ဖန်ပြီးတဲ့တစ်လုံးခြေထောက်နဲ့မထိမနဲ့ဒူးကောင်းနဲ့ထိပြီးတော့ဘောလုံးကposition ပြတ်သွားတယ်ပေါ့နော်အဲ့တလုံးမှထည့်ရကျွန်တော်တို့6 9ပြောက်ပြတ်လောက်တယ် farming ကဒီနေ့တကယ်ကောင်းတယ်လူချင်းပြောလာမယ်ဆိုရင်ကျွန်တော်ဘာစီလိုနာတဲ့လုံးဝ challenge ထားခြင်းမရှိဘူး buy out နေတဲ့ရမဲအစား Rooney Bargi ဝင်လာလွယ်ကိုငမန်းပါမယ်ထောင်တိုက်စစ်မှာဘယ်မှာ Rafinha အလဲမှာ Fermin Lopez Pedri ဒီကြောင့်အနောက်မှာ Eric Garcia နဲ့ Kubasi ကိုတွေ့တယ် Gerard Martin တော့ခဏနားပေးထားတယ်ပြီးတော့ဘယ်ညာမှာ Conte Bade UN Garcia လေးနဲ့ Athletic Club Bilbaoအရာထင်သေးလို့နဲ့ဘာစီလိုနာကိုလာပြိုင်တာဒီလူစင်းနဲ့လည်းကျွန်တော်အော်လို့မစုံဘူး farming ကနဲ့တလုံးလောက်ကာလာလွယ် Unai Simon လည်းချင်းနေမကောင်းဘူးခန်းစစ်မှာ Vivan တယောက်ထည့်ပြအဲ့ Vivan ကသာဒီ Athletic Club Bilbao ရဲ့လုံးဝခန်းစစ်ကကျန်တဲ့3ယောက်လောက်အရန်ကြီးပဲထည့်လာတယ် Grozabel ကိုထည့်လို့ရတယ်ညာဘက်ချက်မှမထည့်ဘူးဘယ်ဘက်ချက်တော့ထားပါတော့ Laporte နဲ့ Benchichi တော့နာနေတဲ့အတွက် Boyo နဲ့ Bredas ကိုထည့်လာတယ်အဲ့ဒါအရန်ကြီးပဲတိုက်စစ်မှာလည်း Nico Williams နဲ့ Inaki Williams ကိုထည့်လိုက်ပါကျွန်တော်တို့ left back နဲ့ right back ကိုအလုပ်ပေးလို့ရတဲ့ကိစ္စကိုထည့်လာတာနာဗာရိုနဲ့ဘီယန်ကူလာတယ်ဒီယောက်ကဘီဘာကိုတင်မှာလုံးဝတောင်းပန်တဲ့ဖက်အလုံးမလို့ကိုရီးယားဘားတင်းနဲ့ကွန်တီယာချွေးတော်မှမပြန်လိုက်ဘူးထင်ရတယ်ဆန်းဆက်ကတော့မစိုးပါဘူးသူနံပါတ်10ရိုးကစားတာသူ့အချိန်နဲ့သူကောင်းတယ်ထောင်တိုက်စစ်မှာလည်း Gomez တို့ Grizera တို့ရှိတာကို Inaki Williams ထည့်လာတော့ Gomez ထည့်တော့မှမစိုးတော့ဘူးကျွန်တော်ပြောခဲ့သလိုပဲ Pedri ကလုံးဝတစ်ချက်ထိနေနဲ့ Fermin Lopez ကို Fermin Lopez ကဘယ်ညာဘောလုံးတွေဖြန့်ပေးတယ်ဒါမှမဟုတ်ဒီကြောင်နဲ့ Pedri ကနေပြီးတော့ဓာတ်ရိုက်ဘယ်ညာဘောလုံးဖြန့်ပေးရရှိရဗျာကိုကတော့စောစောစစ်စစ်ပါပဲညာဘက်ချန်ရိုနီဘာဂျီယာဖာမီလိုကဘောလုံးပဲဖာမီလိုပတ်စ်ကဘောလုံးတစ်ချက်ပြန်ချပေးတာကိုဖာရန်တော်ရက်စ်ကထုံးတဲ့သူ့ရဲ့ဒီဇောင်းကန်ချက်လေးတွေပဲကန်သွင်းသွားတယ်22မိနစ်ပဲရှိသေးတယ်ဒုတိယကောကျွန်တော်အစရပြောခဲ့သလိုပဲဘယ်ချင်းကလုံးဝ active ဖြစ်လို့ねဘားတင်းနဲ့ Rafinha ရဲ့လုံးဝတွဲလုံးတွေကို Bayo နဲ့ Bredas ကလုံးဝမနာဘူးအဲ့ကနေပြော Rafinha ထောင်ပေးလိုက်တဲ့ဘောလုံး Fermin Lopez ကကန်သွင်းသွားတယ်အဲ့ဒီဂိုးလေးလည်းမိုက်တယ်အဲ့ဒီကော Rooney ရဲ့လုံးဝတကူတော်ဆွမ်းဆောင်လို့ပြောရင် Fermin က assist လုပ်ပဲဆိုမှတကယ် Rooney ဘာကြီးကဘောလုံးကိုဆွဲထွက်သွားပြီးတော့သူ့ကိုထိန်းတဲ့အာဆိုပေါ့နော်အာဆိုကလုံးဝအရင်ကစားသမားစစ်စစ်ကြီး Grozabel ဆိုတော့ Rooney ကိုထိန်းလို့ရအောင်မယ်အာဆိုကလုံးဝမထိနိုင်ပဲသူလှမ်းကန်ထိုင်လိုက်တယ်ဂိုးသမား Unai Simon ကလည်းလက်ကနေပြီးတော့ကြော်ပြီးတော့ဝင်သွားမှာလက်နဲ့ထိပြီးတော့မှကြော်ပြီးဝင်သွားတာဆိုတော့ Rooney Bargi ရဲ့တူးရဲဆက်ဆောင်ရေး Rooney Bargi ကလည်းတကယ်ကိုကောင်းတယ်ဗျာ2တန်းတန်လေး
OMBK Rafinha တွင်းတဲ့၄ဂိုးမြောက်ကတကယ်အလှဆုံးလို့ပြောတယ် Rooney ဘာကြီးကပေးတယ်ဆိုပေမဲ့ဒီဂိုးကလည်းလောက Rafinha တူးလဲဆက်ဆောင်ရဘယ်ဘက်ချမ်းနေဆွဲထွက်သွားပြီးတော့လုံးဝအားပြင်းပြင်းနဲ့ကန်ထည့်လိုက်တာမို့တော့လုံးဝတောင်းတယ်ဝင်သွားတော့ Rafinha တကယ်ကိုကောင်းတယ်ပြီးတော့ဒုတိယပိုင်းပြန်စားဒုတိယပိုင်းမှာလည်း Biba ကလုံးဝအပြောင်းလဲမဟုတ်ဒီပုံစံနဲ့ကစားတယ်ကျွန်တော်တို့ကလည်းဒီတစ်ချက်ထိပုံစံနဲ့ပဲကစားပြီးတော့ Rafinha နေစားလိုက်တဲ့ဘောလုံး Pedri လှမ်းကန်တာမဝင်ဘူးဗျအဲ့ဒါထိပြီးတော့ပြန်ထွက်တဲ့ဘောလုံးကိုFermin Lopez ကြီးရောက်တယ် Fermin Lopez ကနေချပေးတာကို Rooney ဘာကြီးလေးကနေပြီးတော့ကန်လို့သူ့တကောက်ဆက်ပြီးတော့ကန်လို့ရကွာဒါပေမဲ့ကန်ကနည်းနည်းခက်တယ်အာမသူ့ကိုပဲထိုးပေးလိုက်တယ်အဲ့တော့ Rafinha လက်လောက်ပါလေပိတ်သွင်းသွားတယ်၅ဂိုးပြတ်နေပဲပြီးရတယ်အဲ့ချိန်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ Rashford ဘာကိုထည့် Rashford ဘာကိုထည့်လဲတိတ်ပြီးတော့ Rashford ဘာကိုတိတ်မလုံးပြသလိုပဲခံစားရတယ်ဗျာထားပါတော့အဲ့ဒါတွေကတော့ကျွန်တော်တို့ကနိုင်နေဆိုတော့လေ Rashford တို့ဝင်လာတယ်နောက်ပြီးတော့ Yamal တို့ဝင်လာတယ် Dani Olmo တို့ဝင်လာတယ် Barney တို့ဝင်လာတယ် Pedri တို့ Dijon တို့ Rafinha တို့အကုန်ထုတ်တယ် Rooney ဘာကြီးတို့အကုန်နားပေးပြီးတော့ကျွန်တော်တို့ AC လေးပဲအနိုင်ပါတယ်မိနစ်80နောက်ပိုင်းမှာတော့ Viva ဝဲသူတို့ရဲ့ strategy ပေါ့နော်အလဲကနေဖောက်ချင်တဲ့ strategy ကနည်းနည်းအလုပ်ဖြစ်လာပြီးတော့ကျွန်တော်တို့နည်းနည်း dangerous တစ်လုံးလောက်ပါပဲအများကြီးမရှိပါဘူးဒါပေမဲ့ကျွန်တော် AC ပွဲကိုထိန်းချုပ်ပြီးတော့အနိုင်ရရှိအောင်ဆွမ်းဆောင်သွားတယ်ဒီနေ့ကျွန်တော်တို့ကစားသမားတွေအကုန်ကောင်းတယ် Visca Versa တကယ်ကိုကောင်းတဲ့၅ဂိုးပြတ်ပွဲတစ်ပွဲကိုကျွန်တော်တို့ကြည့်ခဲ့ရတယ်ညီကိုတို့အားလုံးအေးပြကြိုတန်မယ်လို့ကျွန်တော်ထင်တယ်